အခုတင်မြင်နေရတဲ့ခွေးလေးတွေဟာတာမန်ခွေးလေးတွေမဟုတ်ပါဘူးအင်္ဂလန်ဘုရင်မကြီးရဲ့အချစ်တော်အိမ်မွေးခွေးလေးတွေပါအဲ့ဒီထဲမှာအသေးဆုံးဖြစ်တဲ့ဒီခွေးလေးကတော့ဘုရင်မကြီးရဲ့အသေးဆွဲအကြိုက်ဆုံးခွေးလေးပေါ့ဘုရင်မကြီးမှာခွေးလေးကောင်ရှိပေမဲ့ဒီခွေးသေးလေးနဲ့ပဲအချိန်ပေးစော့ကစားလေးရှိပြီးသူ့ကိုပဲအထူးတလဲဂယုစိုက်ဖို့မှာကြားထားတတ်ပါတယ်ဘလောက်တောင်ဂယုစိုက်တယ်လဲဆိုရင်ဒီခွေးလေးအတွက်တီးသက်အိပ်ယာလေးတစ်ခုတောင်လုပ်ပေးထားတာပါနှစ်စဉ်နှစ်တိုင်းလဲသူ့မှာရှိတဲ့ခွေးလေးတွေတဲကမှအကောင်းဆုံးခွဒီကိုရွေးချယ်ပြီးစုပေးလေးရှိပါတယ်ဒီနှစ်မှာတော့ဒီခွေးသေးလေးကပဲစုရရှိသွားတဲ့အတွက်သူအရန်ကိုပြောနေတာပေါ့အဲ့ဒီနောက်တနေ့မှာတော့အမေရိကန်သမ္မတဟာဘုရင်မကြီးနဲ့နေ့လည်စာစားဖို့အင်္ဂလန်ကိုရောက်လာပါတယ်သမ္မတရဲ့ဇနီးကလည်းခွေးလေးတွေကိုအရန်ချစ်တဲ့သူဆိုတော့သူသွားလျာကိုခွေးမလေးတစ်ကောင်အမြဲခေါ်လာလေးရှိပါတယ်အခုလဲသူတို့ရဲ့ခွေးမလေးအတွက်အဖော်ရအောင်ဘုရင်မကြီးရဲ့အချစ်တော်ခွေးလေးနဲ့ပေးစားဖို့စိတ်ကူးနေကြတာပါဘုရင်မကြီးရဲ့ခွေးလေးကောင်လုံးကတော့သမ္မတရဲ့ခွေးမလေးကိုမြင်မြင်ချင်းပဲသဘောကျသွားကြပါတယ်ဒါပေမဲ့သမ္မတရဲ့ဇနီးကတော့ငါတို့ခွေးမလေးနဲ့နေဖို့အတွက်ဘုရင်မကြီးရဲ့အချစ်ဆုံးခွေးလေးကိုပဲရွေးချယ်မယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ခွေးလေးနှစ်ကောင်လုံးကိုအခန်းတစ်ခုထဲမှာပိတ်ထားခဲ့ပြီးကြံတဲ့သူတွေကအပြင်ထွက်သွားကြပါတယ်သမ္မတရဲ့ခွေးမလေးကတော့ဘုရင်မကြီးရဲ့ခွေးလေးကိုအရန်သဘောကျနေပေမဲ့ခွေးလေးကတော့သူ့ကိုနည်းနည်းလေးမှစိတ်မဝင်စားတဲ့အပြင်ကြောက်တောင်ကြောက်နေရှာပါတယ်